အသက်15နှစ်အရွယ်ဒေးဗစ်ဟာတာမန်ကျောင်းသားလေးတဦးဖြစ်ပါတယ်။သူကခရီးသွားဝါသနာပါသောမိန်းကလေးတဦးဖြစ်တဲ့မီလီကိုသဘောကျနေခဲ့ပါတယ်။ဒေးဗစ်ကသူမအားစနိုးကလော့တလုံးလက်ဆောင်ပေးခဲ့တော့လေဒေတာကန်ရန်တို့သူမတ်ကလူယူပြီးမြစ်ထဲသို့ပစ်ချလိုက်ပါတယ်။နှင်းပွင့်လုံးကရေခဲပြင်ပေါ်ကျသွားရာဒေးဗစ်ကလိုက်ယူခဲ့ပါတယ်။ကံမကောင်းစွာဖြင့်ရေခဲပြင်ကွဲကကောင်လေးကအေးခဲနေသောရေစီးကြောင်းလေးသို့ကျွံကျသွားခဲ့ပါတယ်။ဒေးဗစ်ကရင်းနစ်တေဆုံးရမယ့်အစားစာကြည့်လိုက်တခုသို့ရောက်ရှိသွားခဲ့ရာရင်းကသူ့ရဲ့ပထမဆုံးဆွမ်းအားကိုရှာဖွေတွေ့ရှိခြင်းပင်ဖြစ်ခဲ့ပါတယ်။အိမ်မရောက်သောအခါသူ့ရဲ့စီကံတိကျသောဖခင်နှင့်စကားများရာဒေါသအလျောက်ဒေးဗစ်ကထိုစာကြည့်လိုက်သို့ထပ်မံရောက်ရှိသွားပြန်ပါတယ်။အခြေအနေကိုစဉ်းစားပြီးနောက်သူကအိမ်ပြန်လာကပစ္စည်းများထုတ်ပို့ပြီးအခြားမြို့တစ်မြို့သို့ပြောင်းရွှေ့ရန်ဆုံးဖြတ်လိုက်ပါတယ်။မီလီမှာတငယ်ချင်းတည်ဆုံးသွားပြီဟုထင်မှတ်ခါငိုကြွေးခဲ့တော်လေထိုညမှာသူမ၏အိမ်သား၌နှင်းပွင့်လုံးကိုပြန်တွေ့လိုက်ရသောအခါဒေးဗစ်အသက်ရှင်နေသေးကြောင်းသိလိုက်ရပါတယ်။ဒေးဗစ်ကနယူးယောက်မှာဘဝတည်စတင်ခဲ့ပြီးအသက်သာဆုံးအခန်းကိုငှားရမ်းကနေ့စဉ်သူ့ရဲ့စွမ်းအားကိုလေ့ကျင့်ခဲ့ပါတယ်။ရွှေပြောင်းခြင်းအကြိမ်တိုင်းအဆင်မပြေခဲ့တော့လေသူကတိုးတက်အောင်လုပ်ရန်ဆုံးဖြတ်ထားပါတယ်။တနေ့မှာဘန်အဆောက်အုံတစ်ခုကိုတတိထားမိပြီးဓမြတိုက်ရန်ဆုံးဖြတ်လိုက်ပါတယ်။သူကအိမ်နာရဲသို့ဝင်ကဘန်ရဲ့ကိုယ်တော်နဲ့သူတန်းသွားအောင်ရွှေ့ပြောင်းလိုက်ပါတယ်။ကောင်လေးကငွေအိတ်လိုက်ယူလိုက်ခါတဲ့အိပ်ပြီးတဲ့အိတ်ယူရာသူ့ရဲ့အိယာကစက်ကူပတ်စံပုံများအောက်မှာပျောက်နေပါတော့တယ်။ခိုးယူခံရသည်ကိုတွေးရှိရတဲ့အခါဘန်ဝန်ထမ်းများကရဲ FBI နဲ့လုံခြုံရေးအဖွဲ့များကိုဖုန်းခေါ်ခဲ့ပါတယ်။တခိုးကတမ်မနီတကားကိုတောင်မဖွင့်ပဲဘန်ကိုတောင်နဲ့မြည်တို့ဝင်နိုင်သည်ကိုအားလုံးကအံ့ဩနေကြပါတယ်။ထို့တော့အတွင်းဒေးဗစ်ဟာရုတ်တရက်ချမ်းသာမှုကိုအပြည့်အဝခံစားနေခဲ့ပါတယ်။ရှစ်နှစ်လုံးသူကနယူးယောက်ရှိသူ့ရဲ့ခန်းသားတဲ့တိုက်ခန်းမှာစိန်ကြကြနေထိုင်ခဲ့ပြီးညီငွေလာပါကအသေးအစမ်းနဲ့စိတ်လှုပ်ရှားစရာနေရာများကိုရွှေ့ပြောင်းလိုက်ပါတယ်။တညနေမှာတော့ဒေးဗစ်ကလန်ဒန်မှာရှိတဲ့ဘားတစ်ခုကိုရောက်ရှိသွားပြီးဆွဲဆောင်မှုရှိတဲ့သပင်းရွှေရောင်အမျိုးသမီးတဦးနဲ့စားနောက်ပြောဆိုနေပါတယ်။လာရောက်သူများထဲမှာတဦးကသူ့ကိုစူးစမ်းစွာစိုက်ကြည့်နေတာကိုတော့သူမသိခဲ့ပါဘူး။ကော်တင်းနောက်ခွက်တောက်ပြီးနောက်ဒေးဗစ်နဲ့သပင်းရွှေရောင်အမျိုးသမီးတို့ကဘာမှထွက်ခွာပြီးညအိပ်အတူတူနေခဲ့ကြပါတယ်။နောက်တစ်နေ့မနက်မှာတော့လှိုင်းစီးရန်စိတ်ကူးရှိတော့လဲပင်လယ်ကလှိုင်းလုံးဝမရှိပဲငြိမ်သက်နေပါတယ်။ဒါကဂျမ်မာတယောက်အတွက်ပြဿနာမရှိပါဘူး။ဒေးဗစ်ကဖီဂျီတို့ရွှေ့ပြောင်းကအကြီးဆုံးလှိုင်းများကိုစီးနှင်းပြီးနောက်အီဂျစ်ဗီရမစ်များရဲ့အလဲပေါ်ကိုရှိစပင်းကြောက်ရွံ့ကြီးရဲ့ထိပ်ပေါ်မှာအနားယူနေလိုက်ပါတယ်။စပင်းမီပေါ်ရောင်ရှိတဲ့လူမဲတအုပ်ကလူငယ်လေးတအုပ်ကယွန်းစရာကောင်းမှုဆိုကနှိမ့်ဆက်နေတာကိုတွေ့လိုက်ရပါတယ်။တားကောင်ကလျှက်စစ်လျှော်များနဲ့ချွန်ထက်သောတမြောင်ပြင်းနှိမ့်ဆက်ခံနေရပါတယ်။ဤလူငယ်ကလည်းဂျမ်မာတအုပ်ဖြစ်ပြီးရင်းအတွက်ရဲဆက်စွာအပြစ်ပေးခံရခြင်းဖြစ်ပုံရပါတယ်။ဒေးဗစ်ကဒီအကြောင်းကိုဘာမှမသိပဲအေးဆေးစွာအိမ်တို့ပြန်လာရာထိုလူနဲ့ရင်ဆိုင်ရပါတယ်။သူ့ရဲ့အမိမှာရိုလန်ဖြစ်ပြီးပတ်တလင်းများလို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။၎င်းတို့ကဂျမ်မာများကိုမာနရဲ့ကြုံများအဖြစ်ရှုမြင်ကသူတို့အားလုံးကိုတုတ်တင်ရန်ဆုံးဖြတ်ထားပါတယ်။ရိုလန်ကဒေးဗစ်ကိုဖမ်းဆီးရန်အထူးလျှက်စစ်လျှော့ကရိယာကိုအသုံးပြုလိုက်ပါတယ်။အပြင်သောလျှက်စစ်လိုင်းများကသူ့ကိုရွှေ့ပြောင်းခြင်းမပြုနိုင်အောင်တားဆီးထားပေးပြီးရိုလန်ကသူ့ရဲ့လက်နက်ကိုဆွဲထုတ်လိုက်တော့လေဒေးဗစ်ဟာအားကုန်ထုတ်ပြီးငွေအေးအချို့ကိုယူဆောင်ကသူ့ရဲ့ငယ်ဘဝအိမ်သို့ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ဒေးဗစ်ကမီလီနေထိုင်ခဲ့မှုတဲ့အိမ်ကိုသွားရောက်ပြီးသူမရဲ့မိခင်နဲ့တွေ့ဆုံလိုက်ပါတယ်။ထိုအမျိုးသမီးကသူမရဲ့သမီးဟာယခုဒေသခံဘားတစ်ခုမှအလုပ်လုပ်နေကြောင်းပြောပြလိုက်ပါတယ်။ဒေးဗစ်ဟာထိုနေရာကိုချက်ချင်းသွားရောက်ပြီးဘားကောင်တာနောက်ွယ်မှာမီလီကိုတွေ့လိုက်ရပါတယ်။သူကအလွန်စိတ်လှုပ်ရှားသွားပြီးထွက်ခွာတော့မဲ့ဆဲဆဲမှာသူ့ရဲ့ရန်သူဟောင်းမတ်နဲ့တိုးမီကထိုအချိန်မှာမီလီကသူ့ကိုတတိထားမိသွားပါတယ်။အယမှုပြီးရန်လိုနေတဲ့မက်ကမိန်းကလေးကိုစတင်နောက်ရှက်ပါတယ်။ဒေးဗစ်ကသူ့တငယ်ချင်းကိုကာကွယ်ရန်ကြားဝင်ရာလူနာဦးအပြင်းအထန်ခိုက်ရန်ဖြစ်ကြပါတယ်။သူတို့ရဲ့လက်သီးများကအလွန်ပြင်းထန်စွာပြန်တန်းနေပြီးတနေရာမှာဒေးဗစ်ကသူတို့နှစ်ဦးလုံးကိုဘန်ကိုရောင်ထဲသို့မတော်တဆရွှေ့ပြောင်းမိသွားပါတယ်။မိတို့မင်းဖြစ်စေဒေးဗစ်ကမတ်ကိုကိုရောင်ထဲမှာပိတ်မိစေပြီးနောက်ပြန်ရွှေ့ပြောင်းလာပါတယ်။ဒေးဗစ်ကမီလီနဲ့ပြောရှင်စောစကားပြောဆိုပြီးသူကဗန္နာရေးဆိုင်ရာလုပ်ငန်းလုပ်ကိုင်တယ်ဟုလင်ညာပြောဆိုလိုက်ပါတယ်။သူမရဲ့တငယ်ချင်းကတင်ချာကိုစိတ်ဝင်စားသူဖြစ်တာကြောင့်မီလီအံ့အားသင့်သွားပါတယ်။ဒေးဗစ်ကမီလီကိုရောမမျိုးတို့အတူတကွပြန်တန်းရန်ဖိတ်ခေါ်လိုက်ပါတယ်။ရောမမျိုးကိုသွားဖို့ကသူမရဲ့ကလေးဘဝအိမ်မက်ဖြစ်နေတာကိုသိထားလို့ပါပဲ။သူမလည်းသဘောတူလိုက်ပါတယ်။ဒီအတော်အတွင်းရိုလန်ကလုံခြုံရေးအရာရှိအဖြစ်ဟန်ဆောင်ကထောင်ထဲရှိမတ်တန်သွားရောက်ပါတယ်။မင်းမြတ်ချင်းမှတစဉ်ဒေးဗစ်ကဤသူကိုဗန်ထဲသို့ရွှေ့ပြောင်းခဲ့ကြောင်းသူသိလိုက်ရပါတယ်။ဒီချိန်ထဲမှာပဲဒေးဗစ်နဲ့မီလီတို့ကရောမမျိုးကိုပြန်တန်းနေပါတယ်။သူတို့ကခမ်းနားသောဟိုတယ်မှာအခန်းယူကြပြီးတာမန်ဗန္နာရေးသမားတဦးကအီးများလောက်ငွေချင်းမတက်နိုင်ကြောင်းမိန်းကလေးကလင်မြန်စွာသဘောပေါက်သွားပါတယ်။ဒါပေမဲ့ဒေးဗစ်ကသူ့ရဲ့လှုပ်ဝက်ချက်ကိုသူကိုယ်တိုင်သိမ်းထားခဲ့ပါတယ်။ဇုံတွေကမြို့ကိုစူးစမ်းရန်ထွက်ခွာပြီးနောက်ဆုံးမှာကိုလိုစီယန်တို့ရောက်ရှိလာပါတယ်။ကံမကောင်းစွာနဲ့ပိတ်သွားခဲ့ပြီးဖြစ်လို့အဆောင်များကြောခိုင်းသွားသောအခါဒေးဗစ်ကအတွင်းသို့ရွှေ့ပြောင်းကတကားများကိုဖွင့်ပေးပြီးမီလီကိုလှုပ်ဝက်စွာဝင်ခွင့်ပေးလိုက်ပါတယ်။
သူတို့ကကိုလိုစီယန်ရဲ့တူရီတော်ဧည့်သည်များဖြစ်လာကြပြီးရှေးအောင်စင်းကြံလမ်းများတခြားလွတ်လပ်စွာရှောက်တော်နေလိုက်ပါတယ်။ဒေးဗစ်ရဲ့ကျေးဇူးကြောင့်သူတို့ကအများအားဖြင့်ပိတ်ထားတဲ့နေရာများကိုပင်ရောက်ရှိသွားကြပါတယ်။နောက်ထပ်တကားတစ်ခုကိုဖွင့်ရန်ရွှေ့ပြောင်းမှုထွက်ခွာသွားစဉ်ဒေးဗစ်ကဘာမှအစောပိုင်းကတွေ့ခဲ့ရတဲ့လူနဲ့မမျော်လင့်မဲ့ထိတိုက်တွေ့ဆုံပြီးသူကလည်းကြံပါတူဖြစ်နေပါတယ်။သူ့ရဲ့အမိက Grappin ဖြစ်ပြီးသူကဒေးဗစ်ကိုရန်သူအဖြစ်မသတ်မှတ်ပါဘူး။ Grappin ကဒေးဗစ်ဟာကြီးမားသောအန္တရာယ်နဲ့ရင်ဆိုင်နေရကြောင်းတတိပေးလိုက်ပါတယ်။ခဏအကြာမှာရိုလန်ဦးဆောင်သောပယ်လတင်များကိုလိုစီယန်ထဲသို့ရောက်ရှိလာပါတယ်။ဒေးဗစ်ကရွှေပြောင်းရန်ကြိုးစားတော့လဲချက်ချင်းဖမ်းဆီးခံလိုက်ရပါတယ်။ Grappin ကပိုပြီးလင်းမြန်ပါတယ်။သူကရန်သူများကိုအလင်းရဲ့အရှိန်နှီးပါးဖြင့်လှုပ်ရှားကာအလွယ်တကူရှောင်တိန်ပြီးသူ့ကိုယ်သူသားမကဒေးဗစ်ကိုပါကယ်တင်နိုင်ခဲ့ပါတယ်။ပယ်လတင်များကဂျမ်ဘာများကိုလိုက်လံရှာဖွေနေပြီး Grappin ကတော့ပယ်လတင်များကိုလိုက်လံရှာဖွေနေခြင်းဖြစ်ပါတယ်။ကိုလိုစီယန်ဝန်ထမ်းတို့ရောက်လာတဲ့အခါ Grappin နဲ့ဒေးဗစ်တို့ကလိုက်လံရှာဖွေမှုမှရှောင်တိန်ရန် Grappin အသုံးပြုတဲ့အထူးပုံးကိုရနေရာသို့ရွှေ့ပြောင်းလိုက်ပါတယ်။ဒေးဗစ်ကမီလီကိုကယ်တင်ရန်လင်းမြန်စွာပြန်သွားပြီးကိုလိုစီယန်မှခေါ်ထုတ်ခဲ့ပါတယ်။ထွက်ပေါက်သို့ရောက်တာနဲ့သူကဖမ်းဆီးခံရကရဲစခန်းသို့ခေါ်ဆောင်သွားခြင်းခံရပါတယ်။မီလီကသူ့ရဲ့ချစ်သူကိုလွတ်ပေးရန်ကြိုးစားတော်လဲသူမရဲ့ကြိုးပမ်းမှုအားလုံးအခြေအနေဖြစ်နေပါတယ်။ထိုအခါဩဇာအလွန်ကြီးသောတစုံတဦးရောက်ရှိလာပါတယ်။သူမကဒေးဗစ်ရဲ့ငယ်စဉ်ကဆုံးဖြတ်သွားခဲ့သောမိခင်ဖြစ်တဲ့မေရီဖြစ်ပြီးသူမကအစင်းအမြင့်ဆုံးပယ်လတင်များထဲမှတဦးဖြစ်နေပါတယ်။မေရီကအခြားပယ်လတင်များမရောက်မီသူ့ရဲ့သားကိုထွက်ပြေးရန်ကူညီပေးလိုက်ပါတယ်။ဒေးဗစ်ကမီလီကိုရှာတွေ့ပြီးလွတ်မြောက်လာပြီးလို့လိန်ညာကသူမကိုတက်စီရဲထည့်ပြီးလေးစိတ်သို့ပို့လိုက်ပါတယ်။သူကမိန်းကလေးအားလင်းရလက်မှတ်တစ်စောင်ပေးပြီးပတ်စံအပြည့်ထည့်ထားတဲ့သူ့ရဲ့ကြောဘိုးအိတ်ကိုပြလိုက်ပါတယ်။ဒေးဗစ်ကသူ့ရဲ့ချစ်သူအားခွဲခွာရမည်ဟုပြောလိုက်ပါတယ်။မီလီကလည်းမျက်ရည်များနဲ့လေရင်ပေါ်တက်သွားခဲ့ပါတယ်။ရိုလန်ကဒေးဗစ်ရဲ့ငယ်ဘဝအိမ်သို့သွားရောက်ပြီးဖခင်ဝီလီယံနဲ့စကားပြောလိုက်ပါတယ်။ဝီလီယံကသူ့ရဲ့သားကိုရှင်းနေကြမတွေ့ရကြောင်းဝန်ခံပါတယ်။ရိုလန်ကအိမ်ထဲမှာမေရီရဲ့ဓာတ်ပုံကိုတွေ့ရှိတော့အခါတုန်လှုပ်သွားပါတယ်။အစ်စ်မြင့်ပဲလက်ထဲမှာဂျမ်မာသားတအုပ်ရှိနေခြင်းပင်ဖြစ်တာကြောင့်ပါဒေးဗစ်က Grappin ရဲ့ပုံကိုရနေရာသို့ရွှေ့ပြောင်းလာရာရာစုနှစ်များစွာကြာအောင်ပဲလက်ထဲများကဂျမ်မာများကိုလိုက်လံရှာဖွေနေကြောင်းသိရှိလိုက်ရပါတယ်။ထို့နောက်ဒေးဗစ်ကအိမ်ပြန်လာတော့လဲဖခင်ကကျမ်းမြင့်ပေါ်မှာလဲကျနေတာကိုတွေ့ရှိလိုက်ရပါတယ်။ဒေးဗစ်ကသူ့ဟာဆေးရုံသို့ရွှေ့ပြောင်းပြီးဆရာဝန်များအကယ်တင်ပေးရန်တောင်းပန်နေပါတယ်။ထိုအတော်အတွင်းသူက Grappin ထံထပ်မံသွားရောက်ပြီးရိုလက်ကိုအနိုင်ယူရန်နဲ့မီလီကိုကာကွယ်ပေးပြီးပူးပေါင်းရန်တောင်းဆိုခဲ့ပါတယ်။ Grappin ကငြင်းဆန်ပြီးဒေးဗစ်ကိုတဲကန်နာရအလဲမှာပစ်ထားခဲ့လိုက်ပါတယ်။ဒါပေမဲ့ဒေးဗစ်ကသူ့ကိုဆက်လက်လိုက်နေပြီးစက္ကန့်မှန်းအောင်တယောက်တည်းမထားဘဲလိုက်နေခဲ့ရာနောက်ဆုံးမှာ Grappin စိတ်မရှိတော့ပါဘူး။ညီတို့ပင်ဆိုစီကမူဒေးဗစ်ကအရှုံးမပေးပါဘူးလူငယ်များကညာဘက်မှာစမတ်ကြသောမာစီဒီကားဖြင့်မြို့ကိုဖျက်ကျော်ကအပြိုင်မောင်းကြပါတယ်ဂရဖင်ကကားကိုပင်အထင်ကြီးလောက်စရာတီးကြမှုဖြင့်ရွှေပြောင်းနိုင်စွမ်းရှိပါတယ်သူ့ရဲ့ဇာတ်ရည်ကအစင်းမြင့်ကြောင်းထင်ရှားပါတယ်အဖေကြောင့်ဆိုသောဂရဖင်ကအသက်9နှစ်အရွယ်ကလေးကရွှေပြောင်းနိုင်ခြင်းကြောင့်ဖြစ်ပါတယ်ဒေးဗစ်ကလေစိတ်ကိုအလင်းအမြန်သွားပြီးရောမမလေရင်ကတနာရီအကြာမှဆင်းသက်သွားကြောင်းသိလိုက်ရပါတယ်။သူကဘားကိုသွားတော့လဲမီဒီကမရှိပါဘူး။နောက်ဆုံးမှဒေးဗစ်ကသူမရဲ့တိုက်ခန်းကိုရှာတွေ့ပြီးတန်ကောင်းစွာဖြင့်မီဒီကအိမ်မှာဘေးကင်းနေပါတယ်။မကြာမီမှာပယ်လရင်းများကိုတင်ဆောင်လာသောကားတစ်စီးကအပြင်ဘက်မှာရပ်လိုက်ပါတယ်။ဒေးဗစ်ကမီဒီကိုဗန်များဓမြတိုက်ကြောင်ဝန်ခံပြီးနောက်သူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်ဖော်ကဂရဖင်၏ဘုံကိုဝါနေရာသို့ရွှေ့ပြောင်းလိုက်ပါတယ်။ပယ်လရင်းများကမီလီတိုက်ခန်းမှာမကြသေးမီကတွေ့ရတဲ့ရွှေပြောင်းမှုပေါ်တယ်ကိုအထူးကိရိယာများဖြင့်ခြေရာခံကပုံးကိုရနေရာသို့တန်းသွားအောင်ရွှေ့ပြောင်းလိုက်ပါတယ်။ဂရေဖင်ကဒေးဗစ်နဲ့မီလီကိုမြင်သောအခါပယ်လရင်းများအချိန်မီရောက်လာတော့မီကိုသိရှိတော့ကြောင်းမပြောရှင်နိုင်တော့ပါဘူး။တကယ်တမ်းလည်းသူတို့ရောက်လာကြပြီးပယ်လရင်းများနဲ့ဂျမ်မာများတိုက်ခိုက်ကြရာရှုပ်ထွေးမှုများဖြစ်ပေါ်လာပါတယ်။ရိုလန်ကသူ့ရဲ့ဓမြကိုထပ်မံထုတ်လိုက်တော့လေဂရေဖင်ကဒေးဗစ်ကိုထပ်မံကယ်တင်နိုင်ခဲ့ပြီးပယ်လရင်းရဲ့လေးဘိန်းဆိုင်တွေကိုခိုးယူကထွက်ပြေးရန်ကြိုးစားပါတယ်။မီလီကတော့ဒေးဗစ်ကိုကယ်တင်ရန်တိုက်ပွဲတဲ့သူပြန်ပြေးဝင်ပါတယ်။တော်ကဂရေဖင်ကတိုက်ပွဲအလဲသို့အေယာမဗဇကားတစ်စီးကိုရွှေ့ပြောင်းကပြန်ပေါ်လာပါတယ်။ရိုလန်ကအသက်ရှင်ကျန်ရည်သောကြောင့်ဂရေဖင်ကသူ့ကိုမိရှို့ရန်ကြိုးစားပါတယ်။သူတို့နှစ်ဦးအပြင်းထန်တိုက်ခိုက်နေစဉ်မီလီကဒေးဗစ်ကိုလွတ်မြောက်စေပြီးဘေးကင်းတဲ့နေရာသို့ခေါ်ဆောင်သွားရန်တောင်းပန်ပါတယ်။ကံမကောင်းစွာဖြင့်ဂရေဖင်နဲ့ရိုလန်တို့မကြာမီပြန်ရောက်လာပါတယ်။ပယ်လတင်ကမီလီကိုဖမ်းဆီးပြီးခေါ်ဆောင်သွားပါတယ်။ဒေးဗစ်ကသူ့ရဲ့ချစ်သူကိုကယ်တင်ရန်ဆုံးဖြတ်ထားတော့လဲဂရေဖင်မှာအခြားအစီအစဉ်များရှိနေပါတယ်။သူကမီလီနဲ့အတူပယ်လတင်အားလုံးကိုတုတ်တင်ရန်ရည်ရွယ်ပြီးဘုံအစ်စ်တစ်ခုပြုလုပ်ထားပါတယ်။ဒီအစီအစဉ်ကိုပြင်းထန်စွာဆန့်ကျင်သောဒေးဗစ်ကြောင့်မိုင်းခွဲကရိယာကိုခိုးယူပြီးထွက်ပြေးပါတယ်။
ဂရစ်ဖင်ကသူ့နောက်မှလိုက်လာပါတယ်။၎င်းတို့ကသူတို့ရဲ့တိုက်ပွဲသို့မဟုတ်မိုင်းခွဲကရိယာအတွက်အပြိုင်မှုကိုမရက်ပဲတစ်ကမ္ဘာလုံးကိုခုံကျော်သွားကြပါတယ်။တနေရာမှာတော့ထိုလိုက်ဖမ်းမှုကချက်ချင်းပဲစစ်ပွဲကြောင့်ပျက်စီးနေသောလယ်ကွင်းတစ်ခုသို့ရောက်ရှိသွားပါတယ်။ထိုနေရာမှာဒေးဗစ်ကဂရစ်ဖင်ကိုလျှက်စစ်တပ်အားဖြင့်ဝါရကျိုးများတဲ့သို့ဆွဲဆောင်ကရွှေပြောင်းနိုင်စွမ်းကိုနှောက်ယှက်လိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းကိုထားခဲ့ပြီးနောက်ဒေးဗစ်ကမီဒီရဲ့တိုက်ခန်းသို့ခုန်ချလိုက်ပါတယ်။ကံမကောင်းစွာဖြင့်၎င်းကထောက်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်။ပယ်လက်တင်းများကလူငယ်ကိုဖမ်းဆီးပြီးနန်းရံမှာတန်ကြိုးခတ်ထားပါတယ်။ဒေးဗစ်ကသူ့ကိုယ်သူရွှေပြောင်း၍မရတော့လဲမီဒီရဲ့တိုက်ခန်းတစ်ခုလုံးနဲ့အတူခုန်သွားနိုင်ပါတယ်။သူ့ရဲ့ချစ်သူကိုဆွဲကင်ကသူ့ရဲ့ဘောင်းအားမှာအထူးခြားဆုံးသောရွှေပြောင်းခြင်းကိုပြုလုပ်လိုက်ပါတယ်။ရေများကတိုက်ခန်းထဲသို့ရှန်ကျလာပြီးသူတို့အားလုံးရေနစ်မဲ့အခြေအနေဖြစ်လာပါတယ်။သူ့ရဲ့နောက်ဆုံးခုံအားကိုစူးစီးပြီးဒေးဗစ်ကမီလီနဲ့အတူသူပထမဆုံးခုန်ချခဲ့ဘူးတဲ့စာကြည့်လိုက်သို့ရွှေ့ပြောင်းလိုက်ပါတယ်။ကံမကောင်းစွာဖြင့်ရိုလန်ဒီလည်းထိုနေရာသို့ရောက်ရှိလာခဲ့ပါတယ်။ဒေးဗစ်ကရိုလန်ကိုဆွဲခေါ်ပြီးဂရန်ကန်ညွန်သို့ခုန်ချလိုက်ပါတယ်။သူကဒိုလူကိုလိုက်လံရှာဖွေခြင်းရက်တန့်ရန်ပြောကအသက်ဆန်းသာပြီးနောက်သူ့ရဲ့မိခင်ကိုရှာဖွေရန်ပြန်သွားပါတယ်။မေဒီကအင်းနီများတစ်ချောင်းလုံးသူ့ရဲ့တည်ရှိမှုကိုသူမရဲ့လုပ်ပေါ်ကိုင်ပတ်များထံမှဝတ်ထားကသူ့ကိုကာကွယ်ပေးခဲ့ခြင်းဖြစ်ပါတယ်။သူပထမဆုံးအကြိမ်ရွှေ့ပြောင်းခဲ့ခြင်းကသူ့ကိုဘေးကင်းစေရန်မိသားစုကိုစွန့်ခွာသွားခဲ့ခြင်းဖြစ်ပါတယ်။ဒေးဗစ်ကသူ့ရဲ့မိခင်အားနှုတ်ဆက်ပြီးမီလီထံပြန်သွားပါတယ်။အပြင်ဘက်မှာရာသီဥတုကအေးခဲနေတာကြောင့်မီလီကသူတို့အားနှွေးထွေးတဲ့နေရာသို့ခေါ်ဆောင်သွားရန်သူ့ရဲ့ချစ်သူကိုတောင်းဆိုလိုက်ပါတယ်။ဒေးဗစ်အတွက်ကမူဒီလိုလုပ်ရတာကအလွယ်ကူဆုံးအလုပ်ဖြစ်နေခဲ့ပါတယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီရှင်။ Like and Subscribe လေးလုပ်ပေးတော့ဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။